ဟုတ်ဒါဆိုရင်ဒီမှာအောက်ဒိုးနဲ့အင်ဒိုမော်နီတာနှစ်ခုပေါ့နော်ဒါဆိုရင်ကျိုးလေးတွေလည်းနှစ်ခုစလုံးမှာအင်ဒိုရောအောက်ဒိုရောနှွားပြီးသွားပြီဒါပေမဲ့ဒီအောက်ဒိုးကျိုးနဲ့အင်ဒိုးကျိုးကြားထဲမှာသူကကျိုးလေးရတူတူလေးပဲပါဆိုကျိုးအရှိပေါ့ဟိုမှာအောက်ဒိုးထားမဲ့နေရာနဲ့အင်ဒိုးထားမဲ့နေရာကိုလိုအပ်တဲ့ကျိုးရှိကိုကြတော့ကက်စစ်ကျိုးနဲ့တစ်ခါ join ပေးရမှာပေါ့နော်ဒီနှစ်ခုတော့နှွားပြီးသွားပြီခဏထားလိုက်မယ်အဲ့နှစ်ခုကြားမှာဒီကျိုးလေးကတော့မီတာကိုလိုသလောက်ပေါ့အပြင်ထားမဲ့နေရာနဲ့အတွင်းထားမဲ့နေရာလိုသလောက်ဖြတ်ပြီးဝယ်ရမယ်ဝယ်ပြီးတော့ဒီဟာလေးနှွားပြီးဒီနှစ်ခုကို join ပြရမယ်ပေါ့အောက်ဒိုးနဲ့အင်ဒိုးနဲ့ဒါဆိုရင် connection ရှိသွားရင်ရပြီနော်ဒါဆိုရင်ဒီကျိုးလေးကိုနှွားလိုက်မယ်ဒီကျိုးလေးကိုနှွားလိုက်မယ်ပြီးတော့ဖြည့်လိုက်မယ်ဒီမှာဆိုရင်သူကအစိမ်းရယ်အစိမ်းကြားရယ်အညိုရယ်ညိုကြားရယ်ပြီးရင်လိမ္မော်ရယ်လိမ္မော်ကြားရယ်အပြာရယ်အပြာကြားရယ်ပါတယ်ပေါ့နော်ဒီထက်အယောင်အရင်လေးပဲသုံးလိုက်ရတယ်ကျန်တဲ့၄ခုကမလိုဘူး၈ခုပါတာကို၄ခုသုံးရင်ရတယ်ဒါဆိုရင်ဒီအလဲကပူတန်ကိုဖြတ်လိုက်ဒါဆိုရင်ဒီမှာဒီကောင်လေးကိုနှွားလိုက်မယ်ပေါ့နော်ဒါအစိမ်းဒါဆိုရင်ကျိုးကနှွားလိုက်ရင်သူကဒီမှာဆိုရင်၈ခုရှိတယ်နှွားလိုက်ရင်၈ခုရှိတာကိုတို့ကအရင်နေပဲသုံးမယ်အစိမ်းရယ်အပြာရယ်လိမ္မော်ရယ်အညိုရယ်အဲ့ဒါတွေပဲသုံးမယ်ကျန်တာတွေကဖြတ်လိုက်လို့ရတယ်လိမ္မော်ကြားအပြာကြားအညိုကြားဒါဆိုရင်စိမ်းကြားဒါတွေကမလို့ဖြတ်လိုက်လို့ရတယ်သုံးပါဒီမှာလိမ္မော်ရယ်အစိမ်းရယ်အပြာရယ်အညိုရယ်၄ခုပဲဒီဟာလေးကိုနှွားလိုက်မယ်ဒါဆိုရင်အညိုဒါဆိုရင်အစိမ်းဒါဆိုရင်သူကလိမ္မော်ဒါဆိုရင်ပြာကျိုးပေါ့နော်ဒါဆိုဒီမှာ join လိုက်မယ်ဒါဆိုအညိုနဲ့ဒီအညိုရောင်ဒီကအညိုရောင်ကျိုးနဲ့ဒီကအနီကျိုးလေးနဲ့ join လိုက်မယ်ဟိုဘက်ဒီဘက်အောက်ရိုးနဲ့အင်ရိုးနဲ့ connection တူရင်ရပါတယ်နော်ပြီးတော့ဒီလိမ္မော်ရောင်ကျိုးနဲ့လိမ္မော်ရောင်ကျိုးနဲ့ဒီအဝါလေးနဲ့ကို join လိုက်မယ်ပြီးတော့ဒီအစိမ်းနဲ့အဖြူလေးကို join လိုက်မယ်ပေါ့နော်စိမ်းနဲ့အဖြူနဲ့ကို join လိုက်မယ်ဒီအပြာနဲ့နောက်ဆုံးပိတ်အမဲနဲ့ကို join လိုက်မယ်ဒီမှာ join ပြီးသွားပြီအညရပါတယ်ရောင်ကိုကြိုက်တဲ့ရောင်သုံးလို့ရတယ်နော်ပြီးတော့ဒါဆိုဒီကျိုးပေါ့နော်ဒါဆို monitor ကို join ဖို့အတွက်ဒီဟာလေးနှွားပေးရမယ်ဒါဆိုဒီဘက်ကနှွားလိုက်မယ်